ဘာလဲလေတကြံကြိုက်ပေါ့နော်ငယ်လေးကစိတ်ပူနေတာတကြံကြိုက်ငါ့ရေလုံးမဲ့သူရှိပါမလားပေါ့နော်စိတ်ကပူနေနော်ဒီနေ့တကြံကြနေဘလို့ကြနေလေဖြစ်တယ်ပေါ့နော်ရေလုံးမဲ့သူမလို့တော့ဘူးလို့နော်အတီးလေးဖိုင်ရုံနဲ့ဆိုပါပြီလို့နော်မိုးရဲ့ဆက်တယ်ဆရာမလို့တော့ပြင်ဖက်နဲ့ဆိုပြီနော်ဖက်တော့မထွက်ရဲတာနော်တကြံမိုးဘာလဲလေတကြံကြိုက်ပေါ့နော်ငယ်လေးကစိတ်ပူနေတာတကြံကြိုက်ငါ့ရေလုံးမဲ့သူရှိပါမလားပေါ့နော်စိတ်ကပူနေနော်ဒီနေ့တကြံကြနေဘလို့ကြနေလေဖြစ်တယ်ပေါ့နော်ရေလုံးမဲ့သူမလို့တော့ဘူးလို့နော်အတီးလေးဖိုင်ရုံနဲ့ဆိုပါပြီလို့နော်မိုးရဲ့ဆက်တယ်ဆရာမလို့တော့ပြင်ဖက်နဲ့ဆိုပြီနော်ဖက်တော့မထွက်ရဲတာနော်တကြံမိုး